တကယ်ကိုသုံးဝင်တဲ့အင်္ဂလိပ်စာစကားပြောလေးတွေကိုမျှဝေပေးခြင်းပါတယ်ပထမတစ်ခုက when is the deadline when is the deadline okay ဘယ်တော့နောက်ဆုံးလဲ okay အဲ့တော့တခုခုကျွန်တော်တို့လုပ်စရာရှိတဲ့ဟာမျိုးတွေဆိုရင်ဘယ်နေ့နောက်ဆုံးလဲဒါမျိုးမေးတာပေါ့နော်ဘယ်နေ့နောက်ဆုံးထားပြီးတော့ပြီးအောင်လုပ်ရမှာလဲဒါမျိုးတွေမေးရဆိုရင် when is the deadline အဲ့လိုပြောလို့ရတယ်နောက်တစ်ခုကကြတော့ we only have 2 days we only have 2 days okay ငါတို့မှာအချိန်2ရက်ပဲရှိတယ်နော်အဲ့လိုပြောချင်တာနောက်တစ်ခုကကြတော့ can I get one more day can I get one more day အဲ့တော့အချိန်တရက်ထပ်ပြီးတော့ရနိုင်မလားနော်ကျွန်တော်အချိန်တရက်ပို့ပြီးတော့ရနိုင်မလားဒါမျိုးပြောချင်တယ်ဆိုရင် can I get one more day okay နောက်တစ်ခုကကြတော့ I'll get it done by tomorrow I'll get it done by tomorrow okay မနေ့ပြန်ပြီးလုပ်ပေးမယ်လို့ပြောတာပါနော်နောက်တစ်ခုကကြတော့ it didn't go as planned it didn't go as planned okay စီစဉ်ထားတဲ့အတိုင်းဖြစ်မသွားဘူးနော်ဒါမျိုးပြောတာနောက်တစ်ခုကကြတော့the plan has changed the plan has changed okay အစီအစဉ်ကပြောင်းသွားပြီနော်နောက်တစ်ခုကကြတော့ we have a slight change of plan we have a slight change of plan okay အဲ့တော့မှအစီအစဉ်နည်းနည်းလေးပြောင်းသွားတာရှိတယ်okay ဒါမျိုးလေးပြောရပါတော့အဲ့ဒီ Foundation for English ရဲ့သင်ခန်းစာတွေကို Facebook မှာရော YouTube မှာလေ့လာလို့ရပါတယ်လေ့လာပေးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် see you in the next video goodbye